ရှမ်းပြည်နယ်မြောက်ပိုင်းမှာကိုကန့်တပ်ကိုလက်နက်ချအညံ့ခံခဲ့ရတဲ့ဗိုလ်မှူးချုပ်အေးမင်းဦးဟာအခုအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရဲ့တိုင်းမှူးအဖြစ်လားရှိုးကိုပြန်ရောက်လာပြီးမြို့ပြန်တည်ဆောက်ရေးနဲ့လားရှိုးစေယုံဖွင့်ပွဲလိုအလုပ်တွေကိုဥဆောင်လုပ်နေရလို့ဒေသခံတွေကပြောပါတယ်။မနေ့ကဆိုရင်မေလ9 ရက်နေ့မှာလားရှိုးပြည်သူစေယုံဖွင့်ပွဲကိုဗိုလ်မှူးချုပ်အေးမင်းဦးလာဖွင့်ပေးခဲ့ပြီးမြို့ထဲကိုလှည့်ပတ်စစ်ဆေးခဲ့ရလို့သိရပါတယ်။ဒီနေ့အထိလည်းသူကလားရှိုးမှာပဲရှိနေသေးတယ်လို့ဒေသခံတချို့ကပြောပါတယ်။မနေ့ကစေယုံဖွင့်ပွဲမှာတိုင်းမှူးရောက်လာတဲ့ဒီနေ့ထိလည်းလားရှိုးမှာပဲဒီမှာပဲရုံးထိုင်တော့မယ်လို့လည်းကြားတယ်လို့လားရှိုးကသတင်းရင်းမြစ်တစ်ခုကပြောပါတယ်။မြင်းစေကအေဘီလာနောင်ပိုင်းမှာလားရှိုးမြို့က12ရပ်ကွက်ကနေပြန်ဆုတ်သွားပြီးနောက်ဗိုလ်မှူးချုပ်အေးမင်းဦးလားရှိုးကိုပြန်ရောက်လာတာပါအဆင့်ဗိုလ်ကြီးစင်ရော်ကတော့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုလားရှိုးမှာပဲပြန်ဖွင့်မယ်လို့သိထားတယ်လို့ရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောပါတယ်။လားရှိုးမှာပဲရာမခတိုင်းစစ်ဌာနချုပ်ပြန်ထားမယ်အစကမိုင်းရယ်နဲ့တန်ရမ်းမှာထားမလားလို့တွေးထားပေမဲ့ဘာဖြစ်လို့လားရှိုးမှာပဲဖြစ်သွားလဲတော့မသိဘူးလို့သူကပြောပါတယ်။လားရှိုးမြို့ကို2024ဩဂုတ်လမှာမြင်းစေကတင်ခဲ့ပြီးတရုတ်ရဲ့ကြားဝင်မှုကြောင့်ဒီနှစ်အေဘီလာမှာပြန်ဆုတ်သွားရတာပါအခုလားရှိုးပြန်တည်ဆောက်ရေးကိုဥဆောင်နေတဲ့ဗိုလ်မှူးချုပ်အေးမင်းဦးကိုမက်လမှာတိုင်းမှူးအဖြစ်ခန့်ထားခဲ့တာဖြစ်ပါတယ်။